ကျွန်တော်နာမည်ဝေဖြိုးပိုင်ပါ Physical Science Major ကို Physics Specialization ယူထားတဲ့ International Student တစ်ယောက်ဖြစ်ပါတယ် International Student တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နိုင်ငံရပ်ခြားကကျွန်တော်ရဲ့ College Days တွေကအစပိုင်းမှာအခက်အခဲတွေစိန်ခေါ်မှုတွေနဲ့အများကြီးကြုံတွေ့ခဲ့ရပါတယ်မတူညီတဲ့နိုင်ငံတစ်ခုမှာ Higher Education ကိုစပြီးသင်ကြားခဲ့ရတဲ့အတွက်ကြောင့်မို့လို့လာရောညီထွေနေနိုင်ပါ့မလားဆိုတဲ့စိုးရိမ်ပူပန်စိတ်တွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့ F1S Textbook ကကျွန်တော်ကိုအကူအညီအထောက်ပံ့တွေအများကြီးဖြစ်ခဲ့ပါတယ် Section 1မှာပါတဲ့ Immigrants and International Students ဆိုတဲ့အပိုင်းလေးကကျွန်တော်ရဲ့ college နှစ်ရက်တွေကိုအဆင်ပြေပြေဖြတ်သန်းနိုင်ဖို့အများကြီးအကူအညီပေးခဲ့ပါတယ်အဲမှာပါတဲ့ F1 visa ကိုဘယ်လိုမျိုးထိန်းသိမ်းရမယ်ဆိုတဲ့အကြောင်းတွေကျွန်တော်ရဲ့ပညာရေးလမ်းကြောင်းမှာရှိတဲ့အတန်းတွေဘယ်လိုယူရမလဲကျောင်းမှာဘယ်လိုနေရမလဲဆိုတဲ့ကိစ္စတွေကကျွန်တော်ရဲ့ college နှစ်ရက်တွေကိုပို့ပြီးတော့ပျော်ရွှင်အောင်လို့အကူအညီထောက်ပံ့ပေးခဲ့ပါတယ်နောက်အထူးသဖြင့် resource ဆိုတဲ့အပိုင်းမှာပါတဲ့ scholarship တွေဘယ်လိုမျိုးရှောင်ရမယ်ဆိုတဲ့အကြောင်း uni student တစ်ယောက်အနေနဲ့ဘယ်လိုအကျိုးခံစားခွင့်တွေရှိရဲဆိုတဲ့အကြောင်းကကျွန်တော်ကိုကျောင်းမှန်မှန်တက်စေဖို့ encourage ပေးပါတယ်ကျွန်တော်လိုပဲမတူညီတဲ့နိုင်ငံကလာတဲ့ international student တွေအနေနဲ့ကိုယ့်ရဲ့ college life ကိုပို့ပြီးတော့အဆင်ပြေပြီးချောမွေ့စေချင်တယ်ဆိုလို့ရှိရင် F1S Textbook ကိုဖတ်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်